မင်္ဂလာပါကျမကအေးတီလာထွန်းပါ ကျမနောက်ခံမှုတို့ပါ ဒီနေ့မှာတော့ Brand Ambient Legal Solution ကနေလုပ်ငန်းရှင်တွေအတွက်အရန်ကိုအရေးကြီးတဲ့အကြောင်းအရာတစ်ခုကိုဆွေးနွေးပေးချင်ပါတယ် Treatment မရှိရင်ဘာတွေဖြစ်လာနိုင်လဲဖြစ်လာနိုင်တဲ့အန္တရာယ်တွေကိုအတူတုံးရှင်းပြပေးချင်ပါတယ်အန္တရာယ်နံပါတ်1ကတော့ brand ကို register မလုပ်ထားရင်မိမိတဦးလည်းမပိုင်ဆိုင်နိုင်တော့ပါဘူးနှစ်ပေါင်းများစွာသုံးလာတဲ့ brand ကိုအခြားသူက IPD မှာအရင် register လုပ်သွားရင်တော့မိမိရဲ့ brand ကိုဥပဒေအရပြောင်းခိုင်းခံရတာမျိုးတွေဖြစ်လာနိုင်ပါတယ်။အနေနဲ့နံပါတ်2အနေနဲ့ကတော့ Facebook page, online shop, social media တခုခုကနေဖယ်ခိုင်းခံရနိုင်ပါတယ်။ Trademark dispute ဖြစ်လာရင် platform တွေကနေပြီးတော့ register လုပ်ထားတဲ့ trademark ကိုပဲပို့ပြီးအရေးပေးမှာဖြစ်ပါတယ်။အနေနဲ့နံပါတ်3အနေနဲ့ကတော့ product ရောင်းချခွင့်နဲ့ပိတ်ခိုင်းခံရနိုင်ပါတယ်။ကိုယ့်ရဲ့ product ကို distribution လုပ်တဲ့နေရာတွေမှာ marketplace နေရာမျိုးတွေမှာ custom ကနေတွင်းလာတာမျိုးစတဲ့နေရာတွေမှာ trademark issue ဖြစ်သွားမယ်ဆိုရင်တော့ import and sale ကိုရပ်ခိုင်းနိုင်ပါတယ်။အရှင်းဆုံးပြောရရင်ကိုမြဲသုံးနေတဲ့ brand ကိုလေးခွက်ခံရနေဖယ်ပေးရမှာပါ။အနေနဲ့နံပါတ်4ကတော့တရားစွဲခံရနိုင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ trademark မရှိဘဲအခြားသူ register လုပ်ထားတဲ့ brand ကိုမသိဘဲနဲ့ယူသုံးမိလိုက်တာမျိုးက damage legal cost တွေတောင်းခံနိုင်ရတဲ့အထိထိခိုက်နိုင်ခြေရှိပါတယ်။အနေနဲ့နံပါတ်5ကတော့လုပ်ငန်းတန်ဖိုး brand value မတိုးနိုင်ပါဘူး။ trademark မရှိတဲ့ brand က investment မဝင်ပါဘူး။ investor တွေစိတ်ဝင်စားပါဘူး။ license နဲ့ franchise စတာတွေမလုပ်နိုင်ပါဘူး။ business valuation မတိုးနိုင်ပါဘူး။အချင်းချင်းအားဖြင့်ပြောရမယ်ဆိုရင် trademark မရှိတာပေါ့နော်မတိတာလို့ထင်ရပေမဲ့အမြင်အရန်ကြီးမှာပါတယ် brand စတင်သုံးပြီးတော့မယ်ဆိုတာနဲ့ product မထုတ်ခင်မှာ marketing မလုပ်ခင်မှာ investment မလုပ်ခင်မှာ trademark registration ကိုအရင်လုပ်ရပါမယ်ကို brand ကိုဥပဒေအရလုံခြုံမှုရှိဖို့အတွက်ပေါ့နော်ကာကွယ်ခြင်းလို့ဆိုရင်တော့ Prime ID ကနေ free consultation လုပ်ပေးနေပါပြီ Your creation is our protection